လူတယောက်ရဲ့တန်ဖိုးအစစ်မှန်ဟာသူဘလောက်တော်သလဲသူဘလောက်သိတယ်လဲဆိုတာထက်သူဘလောက်ထိအမားကိုလက်ခံပြင်ဆင်ရဲတယ်လဲဆိုတဲ့ပုံမှာမူတည်ရဲဆိုတာသင်သိပါသလားဒီနေ့ခေတ်မှာဘူးတုဒကြွယ်ဝတဲ့သူတွေအများကြီးရှိပါတယ်ဒါပေမဲ့ငါသိတယ်ဆိုတဲ့မာနတွေကြောင့်တိုးတက်တဲ့လောက်မတိုးတက်ကြတော့မာနကြီးတဲ့စိတ်ကရေမွေနိုင်တဲ့ကြောက်တုံးကြီးတစ်ခုနဲ့တူပါတယ်မိုးတွေဘလောက်ပဲရွာရွာရေတင်မကြံတယ်လို့ပဲအကြံကောင်းတွေဘလောက်ပဲရရသူ့ကောင်းတွေကိုဝင်မလာတော့ဗုဒ္ဓဘာသာမှာတော့အဲ့လိုကိုမာနကိုချပြီးသူတစ်ပါးစကားကိုလက်ခံနိုင်တာကိုသူ့ဝဇောဆိုဆုံးမလွယ်ခြင်းလို့ခေါ်ပါတယ်တချို့ကထင်ကြတယ်သူများပြောတာခေါင်းကြီးလက်ခံရင်ပြောညံ့သွားမလားပေါ့လုံးဝမဟုတ်ပါဘူးကို့အမကိုဝန်ခံမှုဆိုတာအင်မတန်ကိုခိုင်မာတဲ့နှလုံးရည်ရှိတဲ့သူတွေပဲလုပ်နိုင်တဲ့အလုပ်ပါဖះဟောရှိရလေကို့အမကိုထောက်ပြတဲ့သူဟာရတနာတိုက်ကိုညွှန်ပြတဲ့သူနဲ့တူတယ်တဲ့စဉ်းစားကြည့်ပါကို့ကြောကဖုံကိုကမမြင်ရဘူးလေဘေးကလူကဟိုမှာဖုံနေပေးနေတယ်လို့ပြောပြတာကိုရန်သူလို့ထင်ပြီးဒေါသတွေထွက်နေကိုဘယ်တော့မှတန်ရှင်းလာမှာမဟုတ်တော့ဘူးလေဒီပြင်းမုံတိုင်းနေလာတဲ့အခါမာကြောတောင်တင်းတဲ့တစ်ပင်ကြီးတွေကအလွယ်တကူကျိုးကျသွားတတ်ပြီးနူးညံ့တဲ့ဝါပင်လေးတွေကတော့လေတိုက်ရာကိုရိမ့်ရွယ်ရေးမကျိုးမပဲ့ပဲရှင်တန်ကြံရေးတတ်ပါတယ်ဒါဟာအသိဉာဏ်နဲ့ရှင်တဲ့နူးညံ့မှုကကဘာပေါ်မှာအားကောင်းဆုံးလက်နက်ပါပဲဒါကြောင့်နောက်တစ်ခါတယောက်ကများကိုယ်ဝေဖန်ထောက်ပြလိုက်ချက်ချင်းဒေါသမထွက်ပါနဲ့အရင်ဆုံးအသက်ကိုပြင်းပြင်းရှူပြုံးလိုက်ပြီးငါ့ကိုပိုတော်လာအောင်ပိုတိုးတက်လာအောင်ကိုညီပေးနေတာလို့တွေးကြည့်လိုက်ပါကျွန်တော်တို့ဘဝတွေဘလောက်တောင်မြင်မြန်ဆန်ဆန်ပြောင်းလဲသွားမလဲဆိုတာကိုယ်တိုင်တော့အံ့ဩရပါလိမ့်မယ်